အမျိုးသမီးတဦးကအဝတ်လဲပြီးအိပ်ယာဝင်ဖို့ပြင်ဆင်နေတော့ရုတ်တရက်လှုပ်ရှားမှုတွေရပ်တန့်သွားတယ်ဒီလိုဖြစ်တာကိုခဏခဏကြုံဘူးနေတဲ့သူခင်ပွန်းကတော့စောင့်ဆွဲပြီးသူ့ကိုလွှမ်းပေးလိုက်ကသူ့ဘာသာအိပ်ယာဝင်သွားတဲ့သူတို့နေတဲ့ရွာလေးတစ်ခုလုံးကိုလေရဟတ်တစ်ခုထဲကနေထိန်းချုပ်ထားတာရဟတ်လည်နေမှသာရွာသားတွေဟာပုံမှန်အတိုင်းလှုပ်ရှားသွားလာနိုင်ပြီးရဟတ်ရက်တာနဲ့နေရာမှာတင်ခဲသွားသလိုငြိမ်ကျသွားကြတယ်တကယ်လို့လေရဟတ်ကအရန်ရှင်ပြင်းပြင်းလဲပတ်နေပြီဆိုရင်တော့ရွာသားတွေဟာမနာတဲ့အလုပ်လုပ်ကြရတယ်သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကလည်းအမခံမြင်မလုံးလို့အိမ်တလုံးကိုတညာရဲနဲ့ဆောက်လို့ပြီးနိုင်တဲ့တနေ့မှာလေရဟတ်ကိုမိုးကြိုးပစ်ချလိုက်တော့အစိပ်ပိုင်းတစ်ခုကလူတစ်ယောက်ရဲ့ခြေထောက်နာကိုပြုတ်ကြတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကရုတ်တရက်နိုးကြလာပြီးလေရဟတ်ရဲ့ထိန်းချုပ်မှုကနေလုံးဝလွတ်မြောက်သွားခဲ့တဲ့ရာသီဥတုတာယာပြီးတဲ့အခါလေရဟတ်ကလည်းနောက်ဆုံးတော့ရက်သွားရောရွာတရွာလုံးလဲနေရာမှာတင်ရက်တန့်ခဲသွားကြတယ်လွတ်မြောက်သွားတဲ့အဲ့ဒီလူကသူ့သဘောကျတဲ့အမျိုးသမီးတစ်ယောက်ကိုရွေးချယ်လိုက်တဲ့အမျိုးသမီးကနိုးလာတဲ့အခါမှာလဲသူ့ကိုချစ်မိသွားပြီးသူတို့နှစ်ယောက်အတူတူနေထိုင်ကြတယ်ဒါပေမဲ့လေရဟတ်ကရှိနေဆဲဆိုတော့အမျိုးသမီးကရုတ်တရက်အလုပ်ပြန်လုပ်ချင်ရင်လုပ်တတ်တယ်တခါတလေဆိုယောက်ျားဖြစ်သူမစားရသေးတဲ့ထမင်းဘက်ကန်တွေကိုပါတိမ့်ပစ်လိုက်သေးတယ်ဒါကြောင့်အမျိုးသားဟာတလလုံးသူ့ဘာသာတယောက်တည်းအိတ်ခဲ့ရတယ်သူနိုးလာတဲ့အခါချစ်သူကောင်းမလေးကရှိနေဆဲဆိုပေမဲ့သူတကယ်မခံစားနိုင်တော့ဘူးသူဟာပစိန်တချောင်းကိုဆွဲကင်ပြီးလေရဟတ်ကိုဖျက်ဆီးပစ်ဖို့ကြံလိုက်တယ်ရွာသားတွေကသူ့ကိုတားချင်ပေမဲ့လေရဟတ်ကြောင့်အကုန်လုံးငြိမ်ခဲနေကြတယ်ဒါနဲ့သူလဲလေရဟတ်စီကိုဥတီသွားတဲ့သူစတင်ခုတ်ထစ်လိုက်တဲ့အချိန်မှာပဲလေရဟတ်ကရုတ်တရက်ပြန်လဲပတ်လာတဲ့ရွာသားတွေလည်းသူ့စီကိုပြေးလာကြပြီး6ကမ်းပါအစွန်းစီကိုဆွဲခေါ်သွားကြတယ်မျောလင်းချက်လုံးဝကင်းမဲ့လူမီနီဖြစ်နေချိန်မှာလေရဟတ်ကပြိုကျပြီး6ပေါ်ကနေပြုတ်ကျသွားတာကြောင့်အဲ့ဒီလူကိုကယ်တင်လိုက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီလေရဟတ်ကရေထဲကိုကျသွားပြီးပြန်လဲပတ်လာပြန်ရောလူတိုင်းလဲပုံမှန်အတိုင်းပြန်ဖြစ်သွားကြတယ်အဲ့ဒီလူကတော့ရွာရဲ့သူရဲကောင်းတူဖြစ်လာပြီးသူချစ်တဲ့အမျိုးသမီးနဲ့အတူတကယ်ကိုညီညွတ်မြတ်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ကပျော်ရွှင်စွာနေထိုင်နိုင်ခဲ့ပါတော့တယ်